အခုခေတ်လူငယ်ကြားမှာအသုံးများနေတဲ့ Gen Z slang တချို့ကိုကျွန်တော်တို့နဲ့အတူတူဒီနေ့လေ့လာကြည့်ရအောင်ပထမဆုံးတစ်ခုကတော့ it's giving ဖြစ်ပါတယ် it's giving အဓိပ္ပာယ်ကတော့ကျွန်တော်တို့ဗမာလိုတိုင်းရဲ့ဘာသာပြန်မယ်ဆိုလို့ရှိရင်တော့ပေးတယ်ပေါ့နော် Gen Z လူငယ်တွေကဒီ it's giving ဆိုတဲ့ slang ကိုဘယ်နေရာမှာသုံးလဲဆိုတော့ကြတော့တခုခုရဲ့ vibe တခုခုရဲ့အရာတခုခုရဲ့အနှစ်သာရတခုခုရဲ့အငွေ့အသက်တခုခုရဲ့ feeling ကဘယ်လိုမျိုးပေးတယ်ဘယ်လို feeling ရစေတယ်ဘယ်လိုအငွေ့သက်ရစေတယ်ဆိုတာကိုဖော်ပြခြင်းတဲ့နေရာမှာကျွန်တော်တို့က it's giving လို့သုံးပါတယ်နမူနာအနေနဲ့ပြောပြမယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီနေ့မာအဝယ်စားဝတ်လာတယ်ပေါ့နော်လုံးဝတိုက်ပုံကြီးနဲ့ပစိုးကြီးတွေနဲ့လေကလုံးအင်ဂျီနဲ့စသဖြင့်ပေါ့ဆိုတော့အဲ့လိုမျိုးဝေးလာတဲ့အချိန်မှာကျွန်တော်ပေးတဲ့ vibe ကဘယ်လို vibe မျိုးရသွားလဲဆိုတော့1960တို့ vintage တို့ old school တို့ vibe တို့ရသွားတယ်ကွာအဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကအင်္ဂလိပ်လိုမျိုး it's giving vintage it's giving 1960 it's giving old school အဲ့လိုမျိုးပြောလို့ရတယ်ပေါ့နော်ဒုတိယတစ်ခုကတော့ ick ဖြစ်ပါတယ် ick ဆိုတာကတော့ကျွန်တော်တို့ ICK နဲ့ပေါင်းတဲ့ ick ပေါ့နော်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ကြတော့ကိုယ့်ကိုစိတ်အနှောက်အယှက်ဖြစ်သွားစေတဲ့အသေးအားဝါးစေတဲ့တခုခုပေါ့အမူအရာတခုခုလည်းဖြစ်နိုင်တယ်အပြောဆိုတခုခုလည်းဖြစ်နိုင်တယ် action တခုခုလည်းဖြစ်နိုင်တယ်အပြုအမူတခုခုလည်းဖြစ်နိုင်တယ်ဥပမာကိုကအကောင်မလေးပဲထားပါတော့ကောင်မလေးတယောက်ကကောင်လေးတယောက်နဲ့ရုပ်ရှင်သွားကြည့်တယ်ရုပ်ရှင်သွားကြည့်တဲ့အချိန်မှာအကုန်အဆင်ပြေနေပြီကွာကောင်လေးကလည်းချောချောလေးချစ်စရာလည်းကောင်းတယ်စကားပြောလည်းယဉ်ကျေးတယ်သဘောလည်းကောင်းတယ်စသဖြင့်အကုန်လုံးကအဆင်ပြေနေပြီအဲ့ဒီအချိန်မှာသူကရုပ်ရှင်ရုံထဲမှာဖုန်းယူထုတ်ပြီးတော့ hello ဘာတူလဲဖုန်းကြိတ်ပြောချလိုက်တယ်ဒါမှမဟုတ်ဖုန်းစားတာကိုအကျယ်ကြီးတွေနှိုက်စားတယ်ရုပ်ရှင်ရုံထဲမှာစကားအကျယ်ကြီးတွေပြောတယ်ဆိုတော့သူလှုပ်လိုက်တဲ့အဲ့ဒီ action တေးသေးလေးတစ်ခုဟာကိုယ်စိတ်အနှောက်အယှက်ဖြစ်သွားစေအဲ့ဒီ action ကိုကျွန်တော်တို့က ick လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒါကိုအင်္ဂလိပ်စာကြောင်းအနေနဲ့နမူနာအနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင် he gave me an ick by chewing loudly and the most မုံစားတဲ့အခါမှာအကျယ်ကြီးအတန်ထွက်ပြီးစားပြတယ်ဘလို့ပလောင်စားပြတော့ငါ ick ဖြစ်သွားတယ်ပေါ့အဲ့ဒါကတော့ ick ရဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်တတိယတစ်ခုကတော့ delulu ဖြစ်ပါတယ် delulu ရဲ့စကားလုံးကတော့ကျွန်တော်တို့မူရင်းစကားလုံး delusional ကနေဆင်းသက်လာဖြစ်ပါတယ်ကျွန်တော်တို့မိုးမမြင်လေးမမြင်ဖြစ်နေရပေါ့သူ့ရဲ့အဓိပ္ပာယ်ဘယ်လိုမျိုးလဲဆိုတော့ကြတော့ကျွန်တော်ကောင်မလေးတက်ကကောင်လေးတက်ကိုကြိုက်တယ်ကြိုက်တော့အဲ့ကောင်လေးလို့သူများ action တွေအကုန်လုံးခွင့်လွှတ်ပေးတယ်ဒါမှမဟုတ်သူကြီးစားဟောကပြန်လာမယ်လို့သူကယုံနေတယ်စသဖြင့်မဖြစ်နိုင်တာကိုတွားပြီးမျှော်မှန်းနေတာကိုကျွန်တော်တို့က delulu ဖြစ်တယ်လို့ခေါ်တယ်ကွာအင်္ဂလိပ်စာကြောင်းအနေနဲ့နမူနာနဲ့ပြောပြရမယ်ဆိုလို့ရှိရင်နင်ကြီးစားဟောပြန်လာမယ်လို့နင်ထင်နေလို့ရှိရင်နင် delulu ဖြစ်နေရပဲပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့အင်္ဂလိပ်လိုမျိုးဆိုလို့ရှိရင် you're being delulu if you think your boyfriend is coming back အဲ့လိုမျိုးပြောလို့ရပါတယ်